2018-2019 ခုနှစ်တက္ကသိုလ်ဝန်ထမ်းဆောင်မွေးရလက်တွေကိုဇွန်လ10ရက်နေ့မှာတရားဝင်ကြေညာခဲ့ပါတယ်။မြန်မာနိုင်ငံမှာတက္ကသိုလ်ဝန်ထမ်းဆောင်မေးပွဲဝင်ရောက်ဖြည့်ဆို့သူ8,500,000 ကျော်ရှိခဲ့ရာက2,600,000 ကျော်သာအောင်မြင်ခဲ့ရဖြစ်ပြီးရာခိုင်နှုန်းအဖြစ်တော့31%ကျော်သာရှိခဲ့တာပဲဖြစ်ပါတယ်။အရာရာတွန်းတိုက်ရှင်ပြိုင်နေရတဲ့ဒီဘက်ခေတ်ကြီးမှာထူးချွန်စွာမအောင်မြင်ခဲ့တဲ့ကျောင်းသားတွေနဲ့ကြာရှုံခဲ့တဲ့ကျောင်းသားတွေတက်ကရောဘလို့အခွင့်အရေးမျိုးတွေ86လမ်းဖို့ဘလို့ဘဝခီးချမ်းတွေကိုကြော်ဖက်ရမှာလဲဆိုတာရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။အခုလောဆယ်သမီးလေး10တန်းအောင်သား။ဟုတ်။သမီးငယ်လေးကကြတော့တစ်နှစ်ကျော်ပဲရှိသေးတယ်။ဟုတ်။အကြီးဆိုလဲအကြီးငယ်ဆိုလဲငယ်ပေါ့။ငယ်ကကြတော့တအားငယ်သေးတဲ့ခါကျတော့သူ့ကိုတော့ဘာမှတော့ပြောလို့မရသေးဘူး။အကြီးကကြတော့ကွာတော့သူပညာတတ်ပဲဖြစ်စေချင်တယ်ပေါ့နော်။ဘာကြောင့်ပညာတတ်စေချင်ရလဲဆိုတော့အမကကြတော့ပညာကိုစုံစမ်းတိုင်အောင်မသင်ခဲ့ရအောင်။အမဖက်စီကနေပဲကျောင်းထွက်ပြီးတော့အမအလုပ်လုပ်ခဲ့ရတယ်ပေါ့နော်။အဲ့လိုမျိုးအလုပ်လုပ်ခဲ့ရတဲ့အတိုင်းတာမှာကိုဟာရေချင်းရှိရဲဆိုပေမဲ့လည်းပညာအားလိုတယ်လေဒီမှာတချို့ဆိုကွန်ပျူတာတက်ကမယ် speaking တက်ကမယ်ပေါ့နော်အဲ့လိုမျိုးတွေဆိုတဲ့ခါကျတော့ကို့မှာလိုအပ်ချက်တွေအများကြီးပဲရှိရဲကျွန်မနာမည်ကတော့စောစောဝေဖြစ်ပါတယ်သားလေးနာမည်မောင်ကျော်စင်ဖြစ်ပါတယ်သူများတို့ကြောင်းကောင်းကောင်းနေထားပြီးအဲ့လိုမျိုးတော့မထားနိုင်ဘူးဒါပေမဲ့သူဝါသနာပါတဲ့အလုပ်တွေကိုဘေးကနေပြီးတော့အမားမှန်လေးမရှိအောင်လို့သူလုပ်ချင်တဲ့လုပ်ကိုလုပ်ရအောင်လို့အောက်လောက်ကနေထောက်ပံ့ပြီးကျွန်တော်နာမည်မောင်ကျော်စင်ဖြစ်ပါတယ်အခုကျွန်တော်ဆယ်တန်းပြီးတော့ network အပိုင်းလေ့လာနေပါတယ်ကျွန်တော်တော့ဒီ network ပိုင်းတော့ IT ပညာရှင်တယောက်ဖြစ်အောင်တော့ကြိုးစားမယ်လို့အစီအစဉ်ရှိပါတယ်နိုင်ငံခြား IT ကကြီးနဲ့ဟာကာတယောက်အရင်ဖြစ်ချင်ခဲ့ပါတယ်လူငယ်တိုင်းမှာမျှော်လင့်ချက်အလင်းရောင်လေးတွေကိုစီရှိပါတယ်မြန်မာနိုင်ငံအစိုးရဟာလည်းចောင်းသားတွေလိုချင်တဲ့ဘာသာရပ်ကိုမရလိုက်ရမဖြစ်စေဖို့အတွက်တိကျလျှောက်ထားနိုင်ခွင့်နဲ့လူတွေ့ဆောင်မွဲဖြစ်ဆိုခွင့်တွေကိုတစ်နှစ်ထက်တစ်နှစ်ပုံမအဆင်ပြေကောင်းမွန်လာအောင်ဆောင်ရွက်ပေးနေပါတယ်ဒီလိုပဲပုဂ္ဂလိကတက္ကသိုလ်တွေဟာလည်းတက္ကသိုလ်ဝန်ထမ်းအမတ်စီရင်တွေဝင်ခွင့်နေမလို့အပ်ပဲကိုယ့်ရဲ့ဝါသနာနဲ့သင်ယူလေ့လာခြင်းစိတ်ပေါ်မူတည်ပြီးတယောက်သင်ကြားနိုင်တဲ့အစီအစဉ်တွေလည်းရှိအောင်မို့လို့အားမလျှော့ပဲကိုယ့်ရဲ့ဝါသနာနဲ့ရည်မှန်းချက်ပေါ်မူတည်ပြီးဆက်လက်ကြိုးစားစရာလမ်းတွေအများကြီးရှိပါသေးတယ်အသက်မွေးရင်းကျောင်းလုပ်ငန်းတွေနဲ့ကိုယ့်ရဲ့ဝါသနာကပဲကိုယ့်ရဲ့အနာဂတ်ခရီးလမ်းကိုလမ်းပြပေးသွားအောင်ပါဒါက10တန်းအောင်တော့သူအမကြည့်တော့အမစီးရတယ်မမီဘူးအမနေတယ်ဒါမှမဟုတ် college လက်စုံစမ်းတဲ့ခါမှာဒီချင်းချင်း college ကိုတွေ့တော့ချင်းချင်း college ကိုလာပြီးတော့စုံစမ်းကြည့်တဲ့အခါမှာဒီကျောင်းကမဆိုးဘူးဆိုတော့ဒါပြီးတော့ကျောင်းအပ်ပေးပါသူစိတ်ဝင်စားတဲ့ engineering တက္ကသိုလ်တက်နိုင်ဖို့အတွက်ကိုဒီ Tuning College ကိုအားလုံးနဲ့မှာပေါ့ဒီဗမာပြည်မှာရှိတဲ့ private college တွေအားလုံးကိုတသိစရာအသည့်တွေကနေတစ်ဆင့်နေလာတယ်။နောက် website တွေကနေတစ်ဆင့်လေ့လာတယ်။ပြီးတဲ့အခါကျတော့ဒီမှာရှိတဲ့ကလေးတွေပေါ့နော်ဒီ Tuning College ကပြီးသားကလေးတွေရဲ့outcome ကိုလေ့လာရင်းနဲ့ပဲဒီ Tuning College ကိုရွေးပြီးတော့တာကိုတက်ခိုင်းခဲ့ပါတယ်ဒီကျောင်းကိုတက်ပြီးတော့သူကဘယ်လိုပြောမလဲအပေါင်းတင်းနေပါတယ်လေတေချာပေါင်းတက်လာတယ်ပြီးတော့တင်းနဲ့အဲ့လိုလောက်တက်တဲ့အလေးထားလေးတွေလည်းတွေ့လာရတယ်ကျောင်းမှာထားတာကံကောင်းပါလားဘာလို့လဲဆိုတော့ तू ကကျောင်းမှာတက်ရပြောတယ်နောက် तू စားလိုက်နေတယ်ကျောင်းဝင်လည်းအများနဲ့တွားကျင်နေတယ်ကျွန်တော်တို့လူငယ်တွေမှာလည်းပြဿနာနဲ့ရှိပါသူကတချို့တွေကကြတော့ဒီကိုယ်ရီမန်းချက်နောက်ရီမန်းချက်ထားပြီးရီမန်းချက်နောက်ကိုလိုက်လုပ်နေလူတွေရှိတယ်ဒါပေမဲ့တချို့တော့ကတော့ကြတော့ဒီမိဘနောက်ပဲ follow လိုက်ပြီးတော့ကိုဖြစ်ချင်တာပါလဲအဲ့လိုအသက်အရွယ်တော့လောက်ဒီမတီတီပေါ့နော်ကျွန်တော်လည်းအဲ့ထဲမှာပါပါတယ်ဆိုတော့နည်းနည်းစဉ်းစားတတ်တဲ့အရွယ်လောက်ရတော့မှကိုဘာဖြစ်ချင်လဲဆိုတော့စဉ်းစားလာတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်အိမ်ရတယ်အဖေနဲ့မိရလည်း construction လုပ်တယ်ပြီးတော့ကျွန်တော်လည်းအဲ့လိုတရားတွေပါလမ်းတွေပါ building တွေပါစောက်ရတာကျွန်တော်ဝါသနာပါလိုက်အဲ့အတွက်civil engineering တရားဖြစ်ချင်တယ်ပေါ့နော်ကျွန်တော်10တန်းပြီးရဲ့အချိန်မှာပေါ့ဒီအပြင်ကျောင်းကိုတန်ဖိုးရွေးချယ်ပြီးဆိုတဲ့အချိန်မှာဒါဒီ training ကိုစသိတဲ့အချိန်ကဒါကျွန်တော် ND ကနေစပြီးတော့ပြောခဲ့တယ်ပေါ့ဒီ private data တာမယ်university ထက်အချိန်ပိုရတယ်ပေါ့နော်ကျောင်းတက်နေတဲ့တစ်ဖက်မှာကိုဝါသနာပါကိုလုပ်ရတယ်ခြားကျောင်းနဲ့တက်ရင်ကျတော့9နဲ့6နဲ့အဲ့လိုတက်ရပြီးတော့အချိန်ပြည့်တက်ရရရှိရပေါ့နော်အဲ့ဒီတော့အချိန်တချို့ဟာတွေအတွက်အချိန်မပေးနိုင်တာတွေပါရှိရဆိုတော့overseas တွေပါတောင်းမယ်ဆိုရင်ဒီမှာ private ကချက်ချင်းပြီးရနဲ့ချက်ချင်းတန်းထွက်လို့ရတယ်ပေါ့နော်တခြားကျောင်းတွေကျတော့လည်းနည်းနည်းအချိန်ယူရတဲ့ဟာလေးရှိတယ်ဗျအဲဒါကြောင့်ဒီ private ကိုရွေးချယ်ခဲ့တာဟုတ်ကဲ့ဒီ Tuning College မှာဆိုရင်ဒါအများအပြည့်ဒီ semester တွေပြီးတိုင်းမှာကျွန်တော်တို့ presentation တွေလုပ်ရတယ်ပေါ့အဲ့ခါမှာဒါကျွန်တော်တို့ဒီ presentation skill တွေလည်းတိုးတက်တာလေနောက်ကိုလည်းဒီ confidence တွေရှိလာတယ်ပေါ့ဒီကြောင်းပြီးမှရင်တော့အဖေအလုပ်ပဲဝင်လုပ်ပြီးတော့သူအလုပ်မှာပဲ experience ရအောင်အရင်နေမယ်လုပ်ပြီးရတယ်ညီမ own business အနေနဲ့ coffee ဆိုင်လေးဖွင့်ဖို့တော့စိတ်ကူးထားရပါတော့
ဆယ်တန်းမှာလိုချင်တာတွေမရလာတဲ့ညီလေးညီမလေးတွေအားလုံးကိုလည်းစိတ်မလျှော့စေချင်ပါဘူးနော် အရေးကြီးတာကတော့အနာဂတ်အတွက်တည်ကြတဲ့ပညာရေးလမ်းကြောင်းကိုရွေးချယ်နိုင်မှုပါပဲ တကယ်တော့ဆယ်တန်းစာပွဲဆိုတာကညီလိုညီမလေးတို့အတွက်ကိုဒါအဆုံးဖြတ်ပြီးရဲ့ပွဲမဟုတ်ပါဘူး အရှိဆက်ပြီးဘဝမှာအကောင်းဆုံးရှောင်လန်းနိုင်ဖို့အတွက်ရွေးချယ်စရာအတမန်ဝမ်းကြောင်းနဲ့ပညာရေးကညီငယ်ညီမငယ်တို့ကိုကြိုဆိုလေးရရှိပါတယ် ညီလေးညီမလေးတွေကိုတူတူစူးစမ်းကြမယ်ဘာမှစိတ်တက်ကြမနေပါနဲ့တော့ fighting အရေးကြီးဆုံးကအနာဂတ်ရဲ့အလောက်ကိုင်းတည်ကြမှုကိုယုံကြည်ရတဲ့ပညာရေးလမ်းကြောင်းနဲ့ရွေးချယ်လိုက်ပါအနာဂတ်ကကိုယ့်ရဲ့လက်ထဲမှာပါနော်